မြန်မာငွေ3000လောက်နဲ့ဟော့ပေါ့စားလို့ရနေပြီဆိုဒီလက်ကုံစင်းနှုံးတွေတက်နေတာကိုတကယ်ရောဖြစ်နိုင်လို့လားပီတီတင်းကဘာဒီဂျင်းထက်ပြန်ပြီလဲမသိဘူးဆိုင်ရလဲကြဲကြဲဝန်းဝန်းတန်တန်ရှင်းရှင်းနဲ့အစားတောက်တွေကလည်းဘန်ကောက်ကဆိုင်နေလိုမျိုးလှည့်နေရဲ့စပွဲကြီးပေါ်မှာဖြစ်ရောဖြစ်နိုင်ပါမလားမရှိတဟဲ့ရဲ့ဆောင်းပါဒီနေ့ဆောင်းတော့3000ထင်းနဲ့ဟော့ပေါ့ကိုသွားစားမယ်ရမရလည်းမတိကြတော့ကိုကြီးစာကားကိုဝယ်ကျွေးခိုင်းမှုခေါ်လာလိုက်တယ်ဆိုင်နမယ်လေးက MSG တဲ့မင်္ဂလာတောင်ညွန့်ကမုံပွင့်မှာအစ်စ်ဖွင့်ထားတာကားပါကင်ဘက်ကဝင်လာမယ်ဆိုလို့ရှိရင်ပိုနီးရယ်သူ့စီမှာရနိုင်တဲ့ဟင်းရီအရသာက၄မျိုးရှိရယ်တကယ်ကြီးဟော့ပေါ့ကို3000နဲ့ရနိုင်တယ်ဆိုတော့မှပဲစောင်းနဲ့တပြင်းချနိုင်တော့သူတို့ဆိုင်ရဲ့အချင်းကြီးဆက်တဲ့နေရာကျဲပြီးကိုယ်တိုင်ဆက်စားလို့ရတယ်ကိုကြီးစာကားဆက်ထားတဲ့အချင်းကြီးကတော့မိုက်နေရောစောင်းကတုံရန်ဟင်းရီလေးကိုမှားထားပြီးကိုကြီးစာကားကတော့မာလာဟင်းရီလေးကိုမှားထားလိုက်တယ်ဘာတားမှတော့မထည့်ရသေးဘူးဟင်းရီရသာလေးကိုမြည်ကြည့်လိုက်တော့သူရတာဆိုကောအခုကျမသဘောအကျဆုံးအပိုင်းကိုရောက်လာပြီ train to Busan မဟုတ်တဲ့ train to Hotpot စီကကိုစားချင်တဲ့အသားလေးတွေရှူမယ်အိုးတဲ့ထဲ့မယ်ပြုတ်မယ်အသားလေးတွေကိုဟိုလန်ဒီလန်လုပ်မယ်ကြက်ပြီဆိုတော့ခွက်တဲထဲ့မယ်အေးခံမယ်ရပြီဆိုတော့စစားပါပြီဒီအမဲသားလွှာလေးတွေကလေပါဇက်ထဲရောက်တဲ့အခါမှာလုံးဝပျော်ဝင်သွားကျမတို့ရဲ့ကိုကြီးစာကသူစိတ်ကြိုက်ရွေးထားတဲ့ကျဲဥခောက်ဆွဲရဲအကင်တွေရဲသူဆက်ထားတဲ့အချင်းရဲနဲ့ပါစားနေရခေါင်းတောင်မဖော်တော့ဘူးသူဆက်ထားတဲ့အချင်းကြီးလေးကလေတော်တော်မိုက်တာအသားတွေနဲ့အကုန်လိုက်ဖက်နေရောဒီတစ်ခေါက်ဆောင်းကဝမ်ကြီးပေါ်အကြိုက်နန်းနန်းပင်ခောက်ဆွဲလေးကိုစားပစ်ခဲ့တယ်ဆောင်းရဲ့တုံရန်ဟင်းရီလေးကခောက်ဆွဲပြုတ်ရတာနဲ့နည်းနည်းစင်ပင်မဲ့မာလာဟင်းရီလေးကတော့တော်တော်စားလို့ကောင်းတယ်တခြားဆိုင်တွေလိုမျိုးကိုစားချင်တာကိုမှားပြီးအကြာကြီးစောင့်ရတာမျိုးမဖြစ်တော့ဘူးကိုဘာတာကိုရွေးယူပြီးစားရတာဖြစ်တဲ့အတွက်ကြောင့်မို့လို့တော်တော်လေးအဆင်ပြေရလို့တော့မြင်တယ်အစားတောက်ကူပွန်လေးလည်းလက်ဆောင်ပေးသွားမှာဖြစ်လို့ Hubfood ကို like and follow လုပ်ပြီး comment မှာမှတ်ခဲ့ပေးအောင်နော်ပုံမှန်ဆိုရင်စောင်းကအမဲတောက်တိတ်မစားဖြစ်ဘူးအခုဒီဆိုင်မှာကအမဲသားလွှာလေးတွေအကုန်လုံးနူးညံ့ပြီးပြုတ်လိုက်လို့ရှိရင်လေအီလေးဖြစ်သွားတယ်အဲ့အတွက်ကြောင့်မို့လို့အများကြီးကိုစားပြစ်ခဲ့တယ်ကိုကြီးစာကတယောက်ကတော့ hot pot လေးတောက်လိုက်အသားလေးတွေစားလိုက်အေးလေးတောက်လိုက်နဲ့တယောက်တည်းလုံးဝကိုဟန်ကြတယ်နော်ကြည့်ပါဦးပြောဖို့မိနေရဒီဆိုင်မှာက Australia အမဲသားလွှာကို4000ထဲနဲ့စားလို့ရတယ်ရောသူရတာဘလို့လဲတီးချင်တာနဲ့စောင်းလဲယူပြီးတော့စားလိုက်တယ်ဒါလေးကတော့စောင်းရန်သဘောကျနေတဲ့ကျုပ်အနှစ်လေးရဲ့အသားလေးတွေကိုနယ်ပြီးပြုတ်စားရတဲ့ဥစားလေးတူတူတွေထဲရလို့ကျမလည်းလိုက်လုပ်ကြည့်တာမရဘူးတော့ဖေးသွားတယ်တချို့လူဘယ်လိုလုပ်လဲမသိဘူးဒီဆိုင်ရဲ့အသားတွေအကုန်လုံးကလည်းလက်လက်ဆက်ဆက်ဟင်းရလည်းကောင်းတော့တပွဲပြီးတပွဲဆိုင်နဲ့စပွဲကြီးတောင်ပြည့်သွားပြီဆက်စားလိုက်ပါအောင်မယ်ပိုင်